အားလုံးပဲမင်္ဂလာပါတင်လက် MM Channel ကနေပြီးတော့မှကြိုဆိုပါရစေ Manus AI ကိုအသုံးပြုပြီးတော့မှ movie recap video တစ်ခုကိုဘယ်လိုမျိုးအလွယ်တကူလုပ်ရမလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ channel မှာတော့ AI 2တွေနဲ့ online income creation တစ်ခုကိုကျွန်တော်ကမျှဝေပေးနေပါတယ်ဆိုတော့ Manus AI နဲ့ movie recap တွေကိုset by set ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုပြပြပေးသွားမှာမယ်ဒါဆိုရင်တော့ video လေးကိုစလိုက်ရအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့က movie Manus AI ကိုအသုံးပြုမှာ movie လုပ်မယ်ဆိုရင်ကျွန်တော်တို့ movie တစ်ခုရှားပဲပေါ့နော်ကျွန်တော်ကတော့ Random ကနေပြီးမှ video တစ်ခုကိုထောင်းပြပါမယ်ကျွန်တော်တို့ Random တွေကိုဝင်လိုက်ပါမယ်ကျွန်တော်လိုင်းခဏနှင်းနေတော့ကြာနေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ Random တွေကိုရောက်ပြီး Random တွေတခုကျွန်တော်ပြောချင်တာပေါ့နော်အခုRandom တွေက download မရတဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုး copy link ယူပြီးတော့မှလို watermark တွေလည်းမပါဘဲနဲ့ဘယ်လိုမျိုးလွယ်လူ download ရရမလဲဆိုတာကိုကျွန်တော်တစ်ခါတည်းပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုတစ်ခုရှာလိုက်ကြမယ်ပေါ့နော်ဗီဒီယိုရှာဖို့အတွက်ကျွန်တော်တို့ search bar မှာ China movie လေးပဲကျွန်တော်ရှာလိုက်ပဲပေါ့နော်ဒီမှာ movie recap movie ကချော့လို့ပဲကျွန်တော်ရိုက်လိုက်မယ်ဒါဆိုရင်တော့ဒီမှာသူလောက်ထားတဲ့ movie ကဒီကတော့ကြာလာပြီပေါ့နော်ဒီမှာပေါ့နော်ဒီဥစ္စာလေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်ပါမယ်ဒီကထုံးတဲ့ဟာလေးကိုတစ်ချက်နှိပ်ကြည့်မယ်နော်သူကအဲ့လို movie ကပြောရတဲ့ဟာမှာပဲအဆင်ပြေပါမှာနော်ဒီအဲ့လို movie ဗီဒီယိုကြီးကအဆင်ပြေဘူးပေါ့နော်ကျွန်တော်အဲ့ဒီကိုနော်ကျွန်တော်ဗီဒီယိုတစ်ခုရှာလိုက်ပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ခုရပြီပေါ့နော်ကျွန်တော်နည်းနည်းအတန်တိုးလိုက်ပါမယ်ဒီဗီဒီယိုလေးပေါ့နော်ဒီဗီဒီယိုလေးကတော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကျွန်တော်ထောင်းမယ်ပေါ့နော်ထောင်းမှုတော့ကကျွန်တော်ဒီမှာသူက save ဆိုတဲ့ဟာလေးပြထားတယ်ပေါ့နော်ကျွန်တော်ဒီမှာသူက save ဆိုတဲ့ဟာလေးပြထားတယ်ဒါပေမဲ့ကျွန်တော်ကဒီ save ကို save နဲ့မလုပ်ဘာဖြစ်လို့သူဒီမှာ watermark တွေပါနေတယ်သူ့ရဲ့ watermark တွေပါနေအဲ့တော့ကျွန်တော်က copy link ယူပြီးတော့မှကျွန်တော်ထောင်းပြပါမယ်copy link ယူရဘယ်လိုမျိုးတောင်းမလဲဆိုတာမတည်သေးတဲ့တူတွေလည်းပို့ပြီးတော့အဆင်ပြေသွားပါပေါ့နော်အဲဆိုတော့ကျွန်တော်ခုံးလေးကိုသွားပါမယ်ကျွန်တော်ခုံးလာလည်းပြအော်ဒီမှာခုံးကျွန်တော်ခုံးလေးကိုသွားပါမယ်ဆိုတော့ကျွန်တော်ခုံးလေးကိုသွားမယ်ခုံးလေးမှာကျွန်တော်တို့ red note red အဲဒီစလုံးနဲ့ပေါင်းမှာလာပါတော့ဒီမှာ Random Video Download ဆိုရဒီမှာ ORG ဆိုပဲပေါ်လာတယ်ပေါ့နော်အဲ့လို Random Video Download တာ PUBG အဲ့လိုအဲ့စာလေးကိုအဲ့လိုမျိုးလေးရိုက်ထည့်လိုက်ရပါမယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်အဲ့ထက်ဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်မယ်လို့ဆိုရင်တော့ကျွန်တော်ဒီညာကြီးကိုတန်းပြီးရောက်သွားမယ်ပေါ့နော်ရောက်သွားမယ်ဆိုရင်တော့ကျွန်တော်ဒါပဲပေါ့နော်ဒါဒီမှာဆိုတော့ကျွန်တော် copy link ယူထားတာလေးကိုကျွန်တော်ဒီမှာပေးချလိုက်ပါမယ်ပေးချလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ download random video ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ်နေပြီးရင်တော့ကျွန်တော်ခဏလေးစောင့်ပေးလိုက်ပါဗျအဲဆိုတော့ဒီမှာရလာပြီပေါ့နော်ကျွန်တော်ဒီမှာကဘလို့ပေါ်လဲဆိုတော့ဒီမှာသူက image ကိုလည်း download ရတယ်နောက်ပြီးတော့ဒီမှာ video လည်း download ရတယ်ပေါ့ကျွန်တော်က video ပဲလိုချင်တာဆိုရဖြစ်တော့ကျွန်တော် video ပဲ download ပေါ့နော်ကျွန်တော် video download လိုက်ပါမယ် video download ရလည်းဘယ်တော့မှမကြောက်ဘူးခဏလေးပဲခဏစောင့်လိုက်ပဲပေါ့နော်အခုတော့ဆိုတော့ဒီမှာဗီဒီယိုလေးက download လုပ်ပြီးသွားပြီပေါ့နော်အဲဒါကျွန်တော်တို့ movie နဲ့တစ်ချက်ပြန်ထွက်လိုက်မယ်ကျွန်တော်တို့ဒီနောက်ဆုံးဘက်ရောက်လာပြီပေါ့နော်ကျွန်တော်တို့ဒီ Manus AI ကိုအသုံးပြုပြီးတော့မှ movie ကတ်တွေလောက်ကြမယ်ပေါ့နော်โอเคကျွန်တော်တို့ဒီအားဆိုရင်ကျွန်တော်ဒီမှာ Manus AI ကိုကျွန်တော် Play Store ကနေသွားတောင်းလာတာဖြစ်ပါတယ်တချို့ကတော့ကျွန်တော် Chrome ကနေလောက်ကြရပါတော့ကျွန်တော်တို့ဒီ Play Store ကနေသွားတောင်းထားတဲ့ဒီမှာအပြင်ဟာတွေကိုကျွန်တော်အသုံးပြုပြီးတော့မှလုပ်ပြပါမယ်ဒါဆိုရင်ကျွန်တော်တို့ Manus AI နဲ့ကိုဝင်လိုက်ပါမယ်ကျွန်တော်တခါလေးပြောချင်တယ်ပေါ့နော်ကျွန်တော်တခါလေး Manus AI ကိုအသုံးပြုမှာအခုတတိကျွန်တော် Telegram နဲ့မရှိတဲ့သူတွေအတွက်ကတော့ကျွန်တော်တခါလေးပြောပြပြီးတော့မယ်ဒီမှာကျွန်တော်တို့မြင်နေမှာလား
နော်ပြချင်တော့ဒီမှာ clean your own agent ဆိုရှိရဗျဒီလားအဲ့တော့မှဒီမှာ Telegram လေးပေါ်နေရလေဒီလားအဲ့ Telegram လေးပေါ်နေတဲ့ဟာလေးကိုကျွန်တော်နှိပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်ဒါ Telegram နဲ့ Manage ရန်တခါချိတ်ဆက်မှုဖြစ်သွားပြီးတော့မှကျွန်တော် Telegram နဲ့ Manage ရန်နဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဘာမှမခက်ဘူးလွယ်လေးပဲအဲ့ဒါလေးတစ်ခုလုပ်ပေးလိုက်ပြီးရင်သူကသူခလုံးကနေသွားပြီးတော့ဘယ်လိုရောက်သွားမလဲကျွန်တော်တခါရှိတ်ပြီးရဆိုအမပြတော့ဘူးเนาะအခုကကျွန်တော် movie ရွက်လုပ်နေပြောမှာဖြစ်ပါတယ် okay ကျွန်တော်ဒီအပေါင်းလေးကိုတစ်ချက်နှိပ်မယ်အပေါင်းလေးတစ်ချက်နှိပ်ပြီးတော့မှဒီမှာ file ဆိုတာလေးတစ်ချက်ရှိပါတယ်ကျွန်တော် file လေးကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော် file လေးတစ်ချက်နှိပ်မယ်ဆိုတော့ဒါကျွန်တော်တို့အစောနောက်လာကျွန်တော်တို့လုပ်ထားတဲ့ဟာပေါ့เนาะဒီဗီဒီယိုလေးပေါ့ကျွန်တော်တို့ထောင်ထားတဲ့ဗီဒီယိုလေးကိုကျွန်တော်ပြန်ပြီးတော့မှဒီမှာ feature ရှာလိုက်ပါမယ်ရလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာခဏလေးစောင့်ပေးလိုက်မယ်ဝိုင်းလေးဖြည့်သွားတဲ့ဒီကျွန်တော်ခဏလေးစောင့်ပေးလိုက်ပါမယ်ဆိုတော့ဒီမှာဗီဒီယိုလေးရလိုက်ပါတော့ရလာတော့ကျွန်တော်ဒီမှာနှုတ်လေးတစ်ခုရှိရမှာလေကျွန်တော်နှုတ်လေးတစ်ခုမှတ်ထားတယ်ဒီမှာပါဒါကျွန်တော်ရဲ့နှုတ်လေးပါဒီမှာကျွန်တော်ရဲ့နှုတ်လေးကိုအသုံးပြုလို့ရပါတယ်ဒီမှာပါကျွန်တော်နှုတ်လေးကျွန်တော် copy ယူမယ် copy ယူပြီးတော့မှကျွန်တော်ဒီ minus ai နဲ့ကျွန်တော်ပြန်သွားမယ်ဒီဗီဒီယိုလေးမှာကျွန်တော်တို့ပုံလေးကျွန်တော်ရှင်းပေးလိုက်မှာပါနော်မှာဒီဗီဒီယိုတွေကမူရင်း voice over အတန်ကိုဖျောက်ပြီးတော့မှမြန်မာအတန်ဒီကအတန်ကိုအသုံးပြုပါပြီးတော့မူရင်းဗီဒီယိုတွေကအတိုင်း voice over နဲ့ဗီဒီယိုကိုတစ်ထက်တည်းကြအောင်ထုတ်ပေးပါလို့ကျွန်တော်ကပြောလိုက်ပါတယ်အဲ့ပြီးကျွန်တော်နောက်မှာအောက်မှာကျွန်တော်တစ်ခုရေးချင်သေးရပေါ့နော်ကျွန်တော်ဘာရေးမလဲဆိုတော့ဒီအတန်ကိုကျွန်တော်ကမြန်မြန်လေးနဲ့ပြောခိုင်းမှာပေါ့နော်တချို့ဟာကြီးကကျွန်တော်အတန်နဲ့နှင်းလေးထွက်လာဖြစ်ရတာကျွန်တော်တင်းတင်းနှင်းလေးတော့ကျွန်တော်မလိုချင်ဘူးပေါ့နော်အတန်ကိုကျွန်တော်မြန်မြန်လေးအတန်ကိုမြန်မြန်လေးsorry ပါဆုံးမတော့မှားနေတယ်မြန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 ်လေးထုတ်ပေးပါမြန်လေးပြောပေးပါအောင်နော်ပြောပေးပါ okay ဒါဆိုရင်တော့ကျွန်တော်ဒီမှာဒီမြားအပေါ်လေးကိုကျွန်တော်နှိပ်လိုက်တော့ပါမယ်ဒါဆိုရင်ကျွန်တော်ပို့လိုက်တော့ပါမယ်ဒီမှာဒါမနက်စီကသူအလုပ်လုပ်နေပြီပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုလေးရလိုက်ဒီကျွန်တော်တို့ဗီဒီယိုလေးကိုစောင့်လိုက်ပါမယ်ဆိုတော့ဒီမှာဗီဒီယိုလေးရလိုက်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီမှာတစ်ချက်နှိပ်ပြီးတော့မှပြပေးပါမယ်တန်လေးနဲ့ရှယ်လိုက်ပါပေါ့နော်မင်းကမချင်ပါဘူးလားကြောက်စရာရဲ့တကယ်လေးနဲ့အမှန်တရားကိုကောင်းကင်နည်းအစားပြန်ပြပါမယ်ပထမဆုံးအချိန်နတ်ဖျားနဲ့လက်မှတ်တော်ခေါ်ဆောင်လာပြီမင်းကမချင်ပါဘူးလားကြောက်စရာရဲ့တကယ်လေးနဲ့အမှန်တရားကိုကောင်းကင်မျိုးဟာစကီနဲ့တိုက်ရိုက်ခေါ်ထုတ်လာခဲ့တယ်ဆိုတာသဘောတူညီချက်ကတစ်ခါအောင်မြင်သွားရင်ပိုင်ရှင်တည်ဆုံးမှသာအလိုလိုပြက်ပြက်ဒါဆိုရင်တော့ဒါဗီဒီယိုလေးတော်တော်လေးကိုအဆင်ပြေရပေါ့နော်ဒီလိုပဲကျွန်တော်တို့လုပ်ပြီးဒီလိုလေးလုပ်ပြီးတော့မှပလုံလေးရေးပေးမယ်ဗီဒီယိုလေးရှာမယ်ပလုံလေးရေးပေးမယ်အဲ့လိုမျိုးလေးနဲ့ကျွန်တော်တို့မနက်စီရမှာလုပ်လို့ရပဲဖြစ်ပါတယ်โอเคကျွန်တော်ကဒီအခုအစောနာလုံးကကျွန်တော်မနက်စီဟိုင်းနဲ့ movie recap ဗီဒီယိုတခုကိုဘယ်လိုမျိုးလွယ်တခုလုပ်လို့ရလဲဆိုတော့ကျွန်တော်ကပြပြပြီးသွားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့မှ Telegram channel လေးကို support ပေးဖို့အတွက်လည်းတောင်းဆိုပါတယ်ဗျ